ကဘာပေါ်မှာလူတွေကလက်ဖက်ကိုတောက်ဖို့ပဲသုံးကြတာဗျဒါပေမဲ့လက်ဖက်ကိုအစားအစာတစ်ခုအနေနဲ့စားတဲ့တစ်ခုတည်းသောနိုင်ငံကိုတင်သိပါသလား ဒါမြန်မာရိုးရာလက်ဖက်ဗျကျွန်တော်တို့ဘိုးဘွားတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကလက်ဖက်လွက်ဒီကိုရိုးမထားပဲထူးခြားတဲ့နီးနဲ့နှက်ပြီးအစားအစာတစ်ခုဖြစ်ဖန်တီးခဲ့ကြတာ ကျွန်တော်တို့စီမှာလက်ဖက်တုပ်ဟာအစားအစာတစ်ခုတည်းမဟုတ်ဘူးဗျအဲဝစ်ကြေပုံမှုရဲ့ပြရုပ်ပဲအင်ကိုဧည့်သည်လာရင်အရင်ဆုံးလက်ဖက်တုပ်နဲ့ကြိုဆိုရတယ်ပြီးတော့ရှေးရခင်ကမပြေလည်မှုတွေကိုဖြေရှင်းဖို့ငြိမ်းချမ်းရေးယူဖို့အတွက်လည်းလက်ဖက်ကိုအသုံးပြုခဲ့ကြတာဒါကြောင့်လက်ဖက်တုပ်ဟာစီးလုံးမှုရဲ့သင်္ကေတတစ်ခုလည်းဖြစ်တယ်ပေါ့ဗျာ ပူချင်းငန်ဆတ်အားလုံးပေါင်းဆက်နေတဲ့ထူးခြားတဲ့အရာဒါဟာမြမယဉ်ကျေးမှုရဲ့အရာဒါပဲဗျာတခါစားမှုရဲ့ဘယ်တော့မှမမေ့နိုင်တဲ့ရင်ထဲကိုဆွဲကြံနေစေမဲ့အရာဒါပေါ့ နောက်တစ်ခါလက်ဖက်တုပ်စားရင်အဲ့ဒီအရာသာထဲမှာဖုံးကွယ်နေတဲ့ကျွန်တော်တို့ရဲ့အဲဝစ်ကြည်ပွန်မှုနဲ့စေတနာတွေကိုခန်းစားကြည့်လိုက်ပါအောင်တငယ်ချင်း